Manchester United ပြည်သက်တွေအတွက်တော့ဒီနေ့ဟာတကယ်ကိုအိမ်မက်ဆိုးတစ်ခုလိုပါပဲပွဲကစားချိန်68မိနစ်မှာအရာအားလုံးကဇောက်ထိုးမိုးမျောဖြစ်သွားခဲ့ရပါအာမတ်တာယာလိုကပင်နတီဧရိယာထဲမှာဘုံမောက်နောက်ခံလူ Trafan နဲ့ထိတွေ့မှုဖြစ်ပြီးလဲကျော်သွားတဲ့အချိန် United fan တွေအားလုံးပင်နတီရပြီးတော့ထင်ခဲ့ကြပေမဲ့ကွင်းလေတိုင်အတွဲကတော့လက်ခါပြခဲ့ပါတယ်ပိုပြီးဆိုတာကအဲ့ဒီချက်ချင်းဖြစ်ပေါ်လာတဲ့တန်ပြန်တိုက်စစ်ကနေဘုံမောက်ကခြေပေခိုးတွင်းယူသွားခဲ့တာပါ VAR ဒိုင်လူကီ Craig Borson ကဒါယာလိုရဲ့လဲချမှုဟာပင်နတီရလောက်တဲ့အထိပြင်းထန်တဲ့ထိတွေ့မှုမဟုတ်ဘူးလို့အတည်ပြုခဲ့တယ်လို့ဒါယာလိုကိုတိုင်ကလည်းထိတွေ့မှုကိုခန်းစားရယုံနဲ့ပင်နတီရဖို့တမင်လဲချခဲ့လာလို့တုံ့တက်ထဲကြပါနဲ့ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး United အတွက်နောက်ထပ်ရိုက်ခတ်မှုတစ်ခုက88မိနစ်မှာထပ်ရောက်လာပါတယ်ဘုံမော့တိုက်စစ်မိုး Evanison ဂိုးသွင်းဖို့အပိုင်အခွင့်အရေးရနေချိန်မှာဟာရီမက်ကွာယာကနောက်ကနေဆွဲလဲလိုက်တာကြောင့်ဒိုင်လူကြီးကပင်နတီပေခဲ့ယုံနေမကပဲဂိုးရမဲ့အခွင့်အရေးကိုတားဆီးမှုဒေါက်ဆိုစီးမွင်းအရာမက်ကွာယာကိုအနီကပ်ပြပြီးကွင်းပြင်ထုတ်ခဲ့ပါတယ် VAR ကပြန်ကြည့်တဲ့အခါမှာလဲမက်ကွာယာဟာဘောလုံးကိုကစားဖို့မကြိုးစားပဲလူကိုပဲတမင်ဆွဲလဲခဲ့တာခီလို့ဒီဆုံးဖြတ်ချက်ကလုံးဝမှန်ကန်ကြောင်းအတည်ပြုခဲ့ပါတယ်ဒီတော့7မိနစ်အတွင်းမှာတင်ပင်နတီအယူခံပယ်ချက်ခံရတာဂိုးပေးလိုက်ရတာနဲ့အသိန်းကောင်းဆောင်ဟောင်းအနီးကပ်အထိတာတွေဟာ United အတွက်တော့တကယ်ကိုနာကျင်စရာဒရာမာတစ်ခုဖြစ်ခဲ့ရပါတယ်ပရိဖတ်ကြီးတော့ဒီဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အပေါ်ဘယ်လိုမြင်ကြလဲဗျကောမန့်မှာဆွေးနွေးသွားကြပါဦးအခုလိုအနှစ်သာရရှိရဲ့ content တွေဆက်လုပ်ပေးနိုင်ဖို့ခင်ဗျားတို့ရဲ့ like နဲ့ subscribe ကကျွန်တော်အတွက်အများကြီးခွန်အားဖြစ်စေပါတယ်အားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ